ကျွန်တော်ဖန်တီးလိုက်တဲ့ character တွေပေါ်မှာဒီလင်းမောင် lion share ကိုကျွန်တော်ဘယ်လိုသတ်မှတ်မလဲအဲအကြောင်းပြောမယ်ကျွန်တော်ဆွဲထုတ်လိုက်တဲ့အချက်လေးတွေရှိတယ်အခြေခံအချက်လေးအဲ့ထဲကမှပထမဆုံးချက်ကဒီကျွန်တော်တို့ကအဲ့လိုလင်းမောင်သတ်မှတ်တော့မယ်ဆိုရင် light source ကိုတည်ဖို့လိုတယ် light source ဆိုတာဒီအလင်းလာရပေါ့အလင်းရဲ့အမျိုးအစားပေါ့ light source တွေကအများကြီးရှိတယ်ကျွန်တော် single light source ရှိတယ် double light source ရှိတယ်ပြီးရင်ကျွန်တော် flat light source moon light အဲ့လိုဟာတွေအများကြီးရှိတယ်အဲ့မှာဒီအခုဒီနေ့ကဒီ single light source ဓာမီလိုဟာမျိုးကနေပြီးတော့လာတဲ့အလင်းမောင်ပေါ့အဲ့လင်းမောင်ကိုကျွန်တော်ဖန်တီးတဲ့ character ပေါ်မှာကျွန်တော်ဘယ်လိုသတ်မှတ်ကြမလဲအဲ့အကြောင်းပြောမယ်ဘယ်လိုသတ်မှတ်ကြမလဲဆိုတော့အဲ့ခုတ်ပြီးကျွန်တော် light source ကိုတည်ပြီးဓာမီပေါ့ပြီးကြရင်နောက်တစ်ချက်ကကျွန်တော်ဒီ light source ရဲ့အဲ့အလင်းရဲ့ direction ကိုသိဖို့လိုတယ်။ဘယ်ကလာလဲ။ပေါ်တောင်းကလားဒီညာဘက်တောင်းလားဘယ်ဘက်တောင်းကလားအောက်ကလားအဲ့ဒါကိုသိဖို့လိုတယ်။အဲ့နှစ်ချက်ကိုသိပြီးနော်အလင်းရဲ့ light source ကိုသိပြီးအလင်းရဲ့လာရကိုသိပြီးဆိုရင်နောက်တစ်ခုကအရေးကြီးတဲ့ဟာဒီကျွန်တော်ဖန်တီးလိုက်တဲ့ character ကိုရေးဆွဲလိုက်တဲ့ character ရဲ့ control line or ဒါမှမဟုတ် cross control line ကိုခေါ်ကြတယ်။အဲ့ line တွေဒီ character ရဲ့ဒုတယ်နဲ့ပုံတံတန်းကိုဖန်ပြီးဖော်ညွှန်းပေးနိုင်တဲ့ line တွေအဲ့ line တွေကိုကျွန်တော်သိရအောင်မိတ်ဆွေကဒီ character ရဲ့ဒီ control line တွေကိုမသိသေးဘူးဆိုရင်မိတ်ဆွဲလိုက်တဲ့ပုံကိုတခြားမသိသေးလို့ပဲအဲ့သိကြတယ်အဲ့တော့ control line တွေကိုသိရမယ်ဟုတ်ပြီကျွန်တော်၃ချက်ရှိပြီနောက်ဆုံးကကြတော့ကျွန်တော်ဒီလင်းရဲ့လာရနဲ့စန့်ကျင်ဘက်အရာဟာအမြဲတမ်းမှောင်နေတယ်ဆိုတော့ဒီ theory ပေါ့အဲ့ဟာအမြဲတမ်းမှန်တရားပဲအဲ့ဟာတခုရှိတယ်ဘယ်လိုလဲဆိုတော့ကျုံးမှာဒီမှာလက်ရှိမယ်အလင်းကဒီဘက်ကလာမယ်ဒီလိုကြမယ်အလင်းနဲ့လူကြမယ်ဒီဘက်ရက်ကအလင်းနဲ့စန့်ကျင်ဘက်ဒီဘက်ရက်ကမှောင်နေမယ်ရှင်းရှင်းလေးโอเคအဲ့ဒါကိုပြောတာအလင်းနဲ့လာရစန့်ကျင်ဘက်ရက်ကအမြဲတမ်းမှောင်နေအဲ့တော့မိကျအဲ့ချက်လေးတွေကိုသိပြီးဆိုရင်ဒီ character တွေပေါ်မှာအခြေခံအကြမ်းမြင့်အဖြစ်အလင်းမောင်ကိုသတ်မှတ်လို့ရပြီဆက်ပြီးတော့ဒီကြဒီတေချာသတ်မှတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဆက်လေ့လာမယ်အချက်တွေရှိတယ်ဥပမာအရေးမျိုးစားတွေဒီမှာတုံးဘလူးဖြေမလားတွေအဲ့လိုအများကြီးကျွန်တော်ဆက်လေ့လာမယ်အဲ့ကြမှာဒါလျင်တေချာဒီကိုဖန်တီးလိုက်တဲ့ character ပေါ်မှာအလင်းမောင်ကိုတေချာသတ်မှတ်နိုင်မှာဖြစ်တယ်ဒါပါပဲ